ဒီမိန်းကလေးငယ်လေးဟာအိမ်မက်ထဲကနေလက်နိုးလာခဲ့ပါတယ်။သူမဟာအပြင်ကရာသီဥတုကိုကြည့်ဖို့စူးစမ်းလိုက်ပေမဲ့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်တကိုယ်လုံးတုန်လှုပ်ခြောက်ခြားသွားခဲ့ရပါတယ်။သူမမြင်လိုက်ရတာကတော့မြို့ပေါ်ကိုအရှိန်ဟုန်နဲ့တက်လာနေတဲ့သမုဒ္ဒရာလိုင်းလုံးကြီးတွေပါပဲ။အဲ့ဒီအချိန်မှာကောင်းကင်ကဇင်ရောင်ငှက်တွေဟာလည်းထူးဆန်းစွာထိတ်လန့်နေကြသလိုမြေကြီးတစ်ခုလုံးတိတ်တိတ်တုန်သွားပြီးနောက်မှာတော့ကမ်းခြေကပင်လယ်ရေတွေဟာနောက်ကိုအရှိန်ဟုန်နဲ့ပြန်ဆုတ်သွားပါတော့တယ်။လူတွေဟာတစ်ခုခုမားနေပြီဆိုတာကိုအာရုံရသွားကြပြီးအသက်လူပြီးထွက်ပြေးကြပါတော့တယ်။မိန်းကလေးငယ်လေးတစ်ယောက်ဟာလမ်းမှာမတော်တဆလဲကျသွားပေမဲ့ဘယ်သူမှရက်မကူရဲကြပါဘူး။ဒါပေမဲ့သူမရဲ့ဖခင်ဖြစ်သူကတော့သမီးဖြစ်သူကိုအသေးလဲကာကွယ်ပေးခဲ့ပါတယ်။ဖခင်နဲ့သမီးဖြစ်သူပြန်ထမှာပဲသမုဒ္ဒရာလိုင်းလုံးကြီးတွေကသူတို့စီကိုဆိုက်ဆိုက်ညံ့ညံ့ရောက်လာပါတော့တယ်။စက္ကန့်ပိုင်းတွင်းမှာပဲမြင်မာတဲ့အဆောက်အဦကြီးတွေဟာအပိုင်းပိုင်းပြတ်ထွက်သွားပြီးပင်လယ်ရေတွေကမြို့ထဲကိုဝါမျိုးဝင်ရောက်သွားပါပြီ။လူတွေဟာပင်လယ်ရေတွေကြားမှာအသက်ရှင်ဖို့အသေးအတန်ရုန်းကန်နေကြရပါတယ်။ဆူနာမီလှိုင်းလုံးကြီးတွေဖြစ်သွားပြီးတဲ့နောက်ကြံရစ်သူတွေဟာမြင့်တဲ့နေရာကိုတက်ဖို့ကြိုးစားကြပါတယ်။အဲ့ဒီအချိန်မှာမောင်နှမနှစ်ယောက်ဟာသူတို့ခိုကပ်နေတဲ့ကေဘယ်ကားကြီးပြိုကျတော့မဲ့အခြေအနေကိုသတိထားမိသွားပါတယ်။အခြေအနေကတကယ်ကိုစိုးရိမ်ရတဲ့အနေအထားပါပဲ။မောင်ဖြစ်သူကသူ့အမကိုအရင်တက်ခိုင်းပြီးမှသူကိုယ်တိုင်အသေးအတန်လိုက်တက်ခဲ့ရပါတယ်။ကေဘယ်ကားကြီးရေထဲကိုနှိမ့်မြုပ်သွားတဲ့စက္ကန့်ပိုင်းလေးမှာတင်သူဟာအပေါ်ကိုအောင်မြင်စွာတက်နိုင်ခဲ့ပေမဲ့တခြားသူတွေကတော့သူ့လိုကံမကောင်းခဲ့ကြပါဘူး။အဲ့ဒီအချိန်မှာရေထဲမှာလျှက်စစ်တပ်အားတွေပြန့်နှံ့နေတာကြောင့်လူတွေဟာကြောက်မက်ဖွယ်ကောင်းလောက်အောင်တက်လိုက်ပြီးတေဆုံးကုန်ကြပါတယ်။ဒီမောင်နှမနှစ်ယောက်ဘေးကအဆောက်အဦထဲကိုကူးဖို့ကြိုးစားနေလို့မှပဲမောင်ဖြစ်သူဟာသတင်းပေါက်တစ်ခုနဲ့ရိုက်မိသွားပါတယ်။သူဟာရေထဲကိုမျောပါသွားပြီလို့ထင်နေချိန်မှာပဲလက်ကလေးတစ်စုံကသူ့ကိုလှမ်းဆွဲလိုက်ပါတယ်။သူဟာကယ်တင်ခြင်းခံလိုက်ရပေမဲ့ဝမ်းနည်းစရာကတော့အဲ့ဒီကယ်တင်ရှင်ဟာသူတို့နှစ်ယောက်ကိုဟိုဘက်ကန်းကိုကူးပေးနိုင်မှုအထိမစောင့်နိုင်တော့ပါဘူး။နောက်တစ်စက္ကန့်မှာတင်အဲ့ဒီကယ်တင်ရှင်ကြီးဟာသူတို့မျက်စိရှိမှတင်ရေထဲကိုမျောပါသွားပါတော့တယ်။မောင်နှမနှစ်ယောက်ဟာရင်ခွဲမတက်ခံစားရပေမဲ့ဘာမှမတက်နိုင်ခဲ့ပါဘူး။ဒီသတင်းကိုကြားတာနဲ့ကယ်ဆယ်ရေးသမားတွေဟာချက်ချင်းဆိုသလိုထွက်ခွာလာကြပါပြီ။အချိန်နဲ့တပြေးညီအသက်လူကယ်ဆယ်ရမယ့်စစ်ပွဲကြီးကတော့အခုမှစတင်လိုက်ပါပြီ။